ပြည်မြို့မှာလေးညမြောက်တရားပွဲနောက်ပိုင်းဇက်လန်းကြီးညာထားတာကမိဘခုံကြီးသားမှတီဆိုတဲ့ဇက်လန်းဘုန်းကြီးဟောမှာဖြစ်ပါကျွတ်တို့သုံးလောကထွတ်ထားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်သာကာတိယနိတတေသမောရမနာဂရမဝသိထဘုဒ္ဓဇာနိတ္တသဥပါထဟိန္တုဒေဝနာမိန်ဒေနအဝေဂဟိတာလို့ဒီအတိတ်ဇတ်ပေါင်းဒေသနာကိုမြတ်စွာဘုရားဟောကြားပါဘယ်လိုအကြောင်းပြုဟောသလဲမြတ်စွာဘုရားထံဖူးမြော်ကြတော့ရနောက်ကြတဲ့တကားတယောက်ကိုဘုရားကိုယ်တော်မြတ်အကြောင်းပြုဟောနောက်ကြဆိုတရားနာပိဋကဘုရားကိုယ်တော်မြတ်ထံသို့နေ့စဉ်နဲ့အမျှဘုရားဖူးတရားနာလာနေကြတကားသည်ဒီကနေ့အချိန်အတော်နောက်ကြဘုရားကိုယ်တော်မြတ်ကတကားပင်ပန်းတဲ့ကြောင့်ဒီကနေ့ငါဘုရားကြောင့်အရောက်နောက်ကြသလဲလို့ဆိုတော့မှန်လားပါဗျာဘုရားတပည့်တော်နောက်ကြခြင်းသည်တခြားမဟုတ်အိမ်ကမိမ့်မမလိမ်မာလို့တပည့်တော်နောက်ကြရောက်ပါဗျာပိဿကြီးကြောင်းအရောက်နောက်ကြတာမိမ့်မလိမ်မာလို့တယ်လားမလိမ်မာလို့တယ်လိမ်မာလို့ပါဗျာဟဲ့တကားတော့ဘယ်နဲ့ကြောင့်မလိမ်မာတာတော့မလိမ္မာဘုံကဘယ်လိုတော့ဟဲ့လို့ဆိုတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ဤမရသည်တပည့်တော်အားမိခင်ဖြစ်တဲ့မိဘများရဲ့အပေါ်မှာသူသည်မလိမ္တမအကျင့်နေကျင့်နေပါဗျာရောက်ခမများကိုရန်လို့တော့ဘုရားတပည့်တော်ပြောတဲ့စကားလည်းနားမထောင်ဘူးဖေရနားမထောင်ယုံရန်လုံယုံနေမကအခုတော့တပည့်တော်မိဘများကိုမြတ်စွာဘုရားအိမ်မှနှင်ထုတ်ခိုင်းတော့ဗျာဟဲ့တကတော့မင်းနှင်ထုတ်သလားမှန်လားပါတပည့်တော်နှင်မထုတ်ဘူးဗျာအေးတော်သေးတာပေါ့ကွယ်မင်းအခုမှဒီဘဝကြမှာမိဘကိုနှင်မထုတ်တာတကားဟိုနောက်ဘဝတုန်းကမင်းသည်မိဘများကိုမယားစကားနားထောင်၍အိမ်မှထွက်သွားအောင်နှင်ထုတ်ခဲ့သည်မြတ်စွာဘုရားတပည့်တော်မိဘကိုအိမ်ကနှင်ထုတ်တဲ့အကြောင်းသိခြင်းလှပါသည်ဘုရားဘုရားတပည့်တော်အားနောက်ဘဝကနှင်ထုတ်ခဲ့တဲ့အတိတ်ဇာကြောင့်ပြန်ပြောင်း၍ခေါ်ကြတော်မူပါဗျာလို့ဘုရားကိုလျှောက်အဲ့ဒီတော့မှမြတ်စွာဘုရားကိုရောမြတ်ကြီးကအတီတေပါရဏတိယအစရှိသဖြင့်ဟောလွန်လေပြီးသောနောက်ဘဝလွန်လေပြီးသောအခါဆိုတာကြာလှပြီပေါ့အတိတ်ဇာကြောင့်ဘုရားဟောဘာယာနာတိုင်းပြည်မှာဗြဟ္မရာမင်းကြီးအုပ်ချုပ်စဉ်အခါဒေသဗာမင်းကြီးပါလေဗျမတမင်းကြီးအုပ်ချုပ်တဲ့ချိန်ခါမှာဘာယာနတိမြို့နဲ့မနီးမဝေးတောရွာကလေးတရွာရှိဒေသဘာရွာလေးပါလေတောရွာကလေးတရွာကအောင်တပြေရွာတဲ့ဟဲ့ဘာရွာတဲ့တော့အေးဘာယာနတိမြို့အနီးအောင်တပြေရွာဆိုတော့တို့ဟောဒီပြေမြို့ရဲ့အနီးအပါးမှာရှိတဲ့ရွာကလေးတွေလို့နေမှာပေါ့လူပေါင်း1000ကျော်လောက်ရှိတဲ့အ내အမေလှုပ်တဲ့လူကဒေါ်ဖွားနှစ်လို့ခေါ်သည်အမေကဘယ်သူပါလဲသားကလေးလှုပ်တဲ့လူကမောင်ပန်းစီသားကဘယ်သူတဲ့တို့လက်ချိုးရည်အတွက်မှာသားမိ2ယောက်ရှိဒေါ်ဖွားနှစ်နဲ့မောင်ပန်းစီလိမ်မာလိုက်တဲ့သားဟဲ့ငါညီများအတူယူကြကွသားရဲ့
လူကလေးရဲ့လို့ခေါ်လိုက်ရင်မိမခေါ်တဲ့ကြားရင်နားဆွင့်တဲ့သားမင်းတို့ခေလည်းနားဆွင့်ပါတယ်ဒါပေသည်ဆွင့်ပုံချင်းကကွာတယ်ဘုရုံးကတော့အမေခေါ်တယ်ဘာခိုင်းမလို့လဲအမေအနာကိုငါသွားမယ်ခိုင်းတာလှုပ်ဖို့ဆွင့်အခုဆွင့်ပုံကဒီလိုမဟုတ်ဘူးအမေခေါ်တယ်ဘာခိုင်းမလို့လဲပဲလစ်မလို့ဆွင့်ပုံချင်းမကွာဘူးလားတရားနာပြိဿကွာပါဗျာကြည့်ဟဲ့ဟိုမှာနားဆွင့်အပြေးကလေးသွားပြီးတော့10တောင်ကဖဏချုပ်ခဲ့သည်မိဘအနာကပ်ပြီးရှက်တိုက်မသိဘူးဟဲ့ဖဏကိုမှတ်ကြလူငယ်တွေ10တောင်ကဖဏချုပ်ပြီးတော့ခါကလေးကိုင်းဝင်သည်မိဘရှေ့ကြတော့လေဒူးကလေးတုတ်ထိုင်သည်ပေးသားကြီးလိမ္မာတဲ့သားသမီးမိဘရှေ့ပဲလို့လှုပ်ထိုင်ဒူးတုတ်ထိုင်ရဟဲ့အတုယူစေခြင်းလုံးလုံးသင်္ကန်းစာပေးနေဒူးကလေးတုတ်ထိုင်နေသားသမီးတွေဒီလိုလိမ္မာလာတာကလည်းဘသူကြောင့်လုံးလို့ဆိုတော့ပုပ္ပါစရိယမိနှင့်ဖမိဘလိမ္မာမှလည်းသားသမီးလိမ္မာသည်ပြေသာမိဘလိမ္မာရင်သားသမီးမလိမ္မာဘူးလားလိမ္မာပါရဲ့ဗျာမိဘဆုံးမရင်သားသမီးမလိမ္မာဘူးလားလိမ္မာပါရဲ့ဗျာတချို့သားသမီးမဆုံးမတော့ကိုသားသမီးကိုမနိုင်ဘူးဘယ်နိုင်မလို့ပြေသာသားသမီးဆုံးမရထားလို့တချို့လည်းကိုမနိုင်ဘူးကိုဘယ်နိုင်မလို့ပြေသာရိုင်းလာတာကိုရှင်းတော့ကများဖေပြန်လာတယ်ဆိုရင်သားသမီးတွေကအိမ်ကထွက်ကြတယ်ဖေပြန်လာတယ်ဘာမုံဝဲခဲ့လဲတို့အဝတ်ထဲတွေဘာဝဲခဲ့ပါလေထွက်ကြကြအဖေပြန်လာမုံစားရတယ်ခုခေတ်တော့ကလေးတွေလည်းအညွန့်မတက်ပါဘူးဟဲ့ဖေပြန်လာတယ်သွားဖေကျွန်တော်တို့ကိုဘာကလေးတွေချုပ်တာတော့သူ့အဖေဖြစ်လာပုံနဲ့မြင်လိုက်တော့ကလေးစိတ်မကောင်းဘူးပဲစိတ်ကောင်းမလဲတရားနာပိဿခေါင်းကစုပ်သွားအင်းကြီးတစားကပြင်မဲ့ထွက်လို့ဖဏကအိတ်ထောင်နေအော်ဖေပဲလို့ဖြစ်လာပါလိမ့်ဖဏအိတ်ထောင်နဲ့ထဲလာတာမုံမှတ်လို့တောင်းဟိုကလည်းတရားနာပိဿသားသမီးဆုံးမဖို့ဆိုတာဝေးရောဘာကလေးတွေရှုပ်တာတုံးလို့တကကြောင်ပြေးကတ်တော့ဟာခင်ပြန်လာလို့မှစိတ်မချမ်းသာတဲ့သားသမီးဘယ်နဲ့လို့အညွန့်တက်နိုင်ပါအောင်မရုံရိုင်းလာတဲ့တကားတို့စေရနာပါပိဿတဏှာလုံးလို့လူဘဝကြီးရခဲ့တယ်ဆိုတာလေကျုပ်ရှိပိုင်းကပြောခဲ့ပြီရလာတဲ့အချိန်ခါမှာတန်မိုးရှိအောင်နေစေခြင်းနဲ့ဒီဘဝကသေရင်နေရွာသူကတိနဲ့နိဗ္ဗာန်မဲ့ဖို့ဆိုတာထားတော့အောက်ကိုမသွားဘဲနဲ့လူဘဝလေးကိုတောင်အပြန်ပြီးတော့အစားရဖို့ခရင်တဲ့ခေတ်ကာလပါလားမှန်လားပိဿကြီးအဲဒါကြောင့်မိဘလိမ္မာမှာသားသမီးလိမ္မာတယ်မိဘတရားနာရင်လည်းသားသမီးတရားနာတဲ့ဝါသနာရှိတယ်မိဘရုပ်ရှင်ကြည့်တော့သားသမီးရုပ်ရှင်ကြည့်တတ်သလိုမိဘဇက်ပွဲသွားတော့လည်းသားသမီးဇက်ပွဲလိုက်တတ်သည်မိဘဥပုပ်ကျောင်းသွားတော့လည်းသားသမီးစောင့်တာမစောင့်တာအဘာထားဘုန်းကြီးကျောင်းပါသွားတတ်သည်မိဘကဖယားနဲ့ဘုန်းကြီးရှ िख ိုးတော့ဒီကလေးကလည်းအတုလိုက်ပြီးတော့ရှ िख ိုးတတ်သည်ဒါကြောင့်မိဘများသည်ရှေးဥဆရာဖြစ်ခြင်းကြောင့်သားသမီးများဆုံးမကြပါကြည့်ဟိုမှာတရားနာပိဿဒူးလေးတုတ်ထိုင်တဲ့ဘယ်လိုထိုင်တော့ဟဲ့မင်းတို့ခေအနေထိုင်မတက်လုံးလို့မိဘကလည်းထိုင်မော်ထိုင်သူတို့ကရိုးမထိုင်ဘူးဘောင်မော်တက်ထိုင်ခြေတော့ကနန့်သေးဒီထက်မိဘလေပင်ဖက်လို့မိဘကတင်မလားအောင်မိတယ်အမေအာကဟာလေးတဲ့ငါလေပင်လာဖက်နောက်ထိတ်တက်မဲ့တော့မှလေပင်နဲ့မကဘူးခင်ဗျားတို့မသိလို့သားသမီးတွေပျက်စီးနေတာကြကျွတ်တို့တိုက်ပြေမှာများလှပါပြီဒူးလေးတုတ်ထိုင်လိမ္မာတဲ့သားမမေပါလေခင်ဗျာဩငါသားပြောစရာရှိလို့ငါသားလေးထင်ခုတ်တဲ့ကိစ္စတနာတယ်သို့တော်လည်းအိမ်အောင်ချထားတဲ့ကိစ္စငါသားလေးတိုင်ပင်နေတာပြောလို့ဖြစ်သေးဘူးထင်ပါရဲ့ငါသားအမေကိုထိခုတ်ကြွေးရတာပင်မမှုလားသားရဲ့မမေကျွန်တော်မပင်မမှာဘူးခင်ဗျ
အမေကိုလှုပ်ကြွေးပြီးတော့နေရတာပဲကျွန်တော်ကျင်နဲ့လှပါပြီလိမ္မာရဲ့သားဟဲ့မနဲ့မိုးလင်းလို့ရှိရင်ငပိပုတ်လေးနဲ့ထမင်းထုတ်ဓမ္မတော်လေးခါထုတ်ပြီးတော့တောထဲမှာထင်းကုတ်ထွက်ရတဲ့ပန်းစီလိမ္မာလိုက်ပြန်လာတော့လေထင်းလေးတွေခုတ်ဖြတ်ခွဲစိတ်လို့ဘာယာနာမြို့ကြီးထင်းတစည်းကိုအသဗျာတပြားစင်းနဲ့သွားရောင်းရရှာတဲ့မောင်ပန်းစီပင်မလိုက်တာထင်းခွေးတော့လေပန်းစီကြီးခတ်တော့လေပန်းစီမိမတွေချေရေးပြုတ်ရေးအလုပ်ထမင်းချက်တဲ့အလုပ်ကြပြန်တော့လေပန်းစီပင်မလို့အကြည့်တော့မိဘစိတ်ထဲသာသမီဆင်စီမြင်းရနာမြင်ရင်တော့ဆင်းနေမြင်းကန်တာပဲမြင်ရင်လေဒါကြောင့်သားလေးဆင်းရတာကိုကြည့်ပြီးတော့သားရဲ့ပန်းစီရဲ့လူကလေးမမေဘာပြောစရာရှိသလဲခင်ဗျာပြောစရာရှိဆိုငါသားကြီးပင်မလုံးလို့သားရဲ့မင်းလို့စအမေမျိုးလို့မကြပါဘူးငါသားကြီးဆင်းရဲလုံးလို့ငါသားကြီးကိုလေကူပေါ်လောင်မဲ့ရအောင်အိမ်အောင်ချထားဖို့အမေစီစဉ်နေသားရဲ့ပန်းစီလေးကဆက်ကနေဆိုမျက်နှာလေးမော့မမေဘယ်လိုပြောလိုက်တာတော့ငါသားမိမပေးစားမလို့လေမမေဘယ်လိုပြောရတာတော့ကျွန်တော်မိမမယူပါရစေနဲ့အမေလောက်ကျွေးနေရတာပဲကျွန်တော်စိတ်ချမ်းသာလှပါပြီပျော်လေးပျော်ပါတယ်မေကျွန်တော်စိတ်မဆင်းရဲပါဘူးအမေကျွန်တော်လှုပ်ကြွေးနေတာအမေစိတ်မချမ်းသာလို့လားမေရဲ့မဟုတ်ပါဘူးသားရဲ့သားလှုပ်ကြွေးတာအမေစိတ်ချမ်းသာတာပေါ့ဒါပေမဲ့လို့အမေကငါသားကြီးလှုပ်ကြွေးနေတော့အမေကလည်းပဲဦးမင်းမစွမ်းဖြစ်လာပြီမဟုတ်လားအမေနေမကောင်းတော့ငါသားကြီးပြုစုနိုင်ပေမဲ့လို့သားရဲ့ပန်းစီရဲ့ငါသားနေမကောင်းရင်ငါသားလေးဒုက္ခဖြစ်လိမ့်မယ်သားရဲ့တောင်ဝင်းလဲတော့ဖို့သူတော်ထူနိုင်တယ်ဖို့သူတော်လဲတော့တောင်ဝင်းမထူနိုင်ဆိုသလိုငါသားကြီးမကြမ်းမမာဖြစ်ရင်ခက်ကြလိမ့်မယ်သားရဲ့ဒါကြောင့်ငါသားကြီးကူဘောလောင်ဘက်မှာရပါစေတော့စိတ်ချမ်းသာမှုမှရှိပါစေတော့လို့ငါသားကိုအမေအိမ်အောင်ချထားဖို့စီစဉ်တာသားရဲ့စိတ်ကူးမလွဲပါနဲ့မေကျွန်တော်မဆင်းရဲပါဘူးကျွန်တော်မိမမယူပါရစေနဲ့ကျွန်တော်မိမယူလို့ရှိရင်အမေဒုက္ခဖြစ်ပါလိမ့်မယ်ခမညာလိမ္မာရဲ့သားဟဲ့အမေမိမကချွေးမကအမေကိုကျွန်တော်လောက်ချစ်မတယ်လားကျွန်တော်လောက်ကျင်နာမတယ်လားအမေရဲ့ချွေးမဆိုတာသားနဲ့ဆက်မှတော်ရတာပါခင်ဗျာတနေ့ကျတော့ချွေးမကအမေကိုကျွန်တော်လောက်ကယူဆိုင်မှာမဟုတ်ဘူးအမေများသောအဖြစ်ချွေးမဆိုတာမကောင်းတဲ့ချွေးမကများပါတယ်ဒါကြောင့်ကျွန်တော်မိမယူရင်မလိမ့်မတဲ့ချွေးမတွေ့ရင်အမေမျက်ရည်နဲ့ဒူးနဲ့တုတ်ရပါလိမ့်မယ်ခင်ဗျာနားထောင်စားဟဲ့ငါညီညာနှမများမိဘကပေးစားမလို့တိုင်မင်နာတောင်ရှိတုံးကညင်းကြပါဟဲ့တို့ငယ်ငယ်တုန်းကကိုအသက်20မပြည့်အိမ်အောင်မပြုတ်ဘူးဆိုတဲ့လူတွေအသက်20မပြည့်ခင်တော့အမေတို့လှုပ်ကြွေးမယ်တဲ့ဗျအိမ်အောင်ပြုတ်ဖို့စိတ်ကူးမရှိဘူးသူများတိုက်တွန်းလည်းမရဘူးမိဘပြောလည်းမရဘူးအခုတော့ကွယ်14နှစ်ဆိုလိုက်ပြီဘယ်လိုဟာဒီမှလည်းမသိဘူးမောင်တာသားနဲ့မပရာအားကြအထုပ်ပိုးနဲ့လမ်းမွေကိုက်မှတော့မရှိဘူးလိုက်ချင်တာတော့ကြည့်ကြပါဟဲ့ဒါကြောင့်တရားနာပရိသတ်ကြီးအခုခေတ်ကာလငယ်ငယ်ရွယ်ရွယ်နဲ့ဒုက္ခဖြစ်ကြပါသည်သလဲဝင်ဖင်မမဲခင်လေပြောကြကြားကြတဲ့အတိုင်းပေါ့ကြည့်တရားနာပရိသတ်ကြီးမိဘတိုင်မင်နာတောင်ညင်းပြီးအခုညင်းသေးရလားပရိသတ်ညင်းပါဘူးမိဘတိုင်ပင်သူတို့ရှိပြီးကုန်ဖြစ်ပြီးကုန်မြန်တာဘဖေးတဲ့မမေးတဲ့ကျွန်တော်တို့ချစ်ချင်းခွဲပါနဲ့တဲ့ကျမတို့ချစ်ချင်းခွဲပါနဲ့တဲ့
သမီးစားလည်းမကလင်မယားလည်းမကြောက်လောက်ကုန်သူတို့ခေကြမှာဒါတွေပေါ်လာရှင်းတော့ငါမိဘတိုင်မနာတောင်းမှမယူကြဒီထဲမြန်တရားနာပြည်သားကြီးရှင်းတော့ငါအိမ်အောင်ပြုကြတော့မယ်ဆိုရင်ရွေးကြယောက်ျားများကလည်းမိန်းမရွေးယူတယ်မိန်းမများကလည်းယောက်ျားရွေးယူကြညတိုင်များသကထာလေးတွေနဲ့ပညာစမ်းညလာသာသာညအခါပေါ့ကွယ်တို့တော်ဒေသဝိုင်းဖွဲ့ပြီးတော့တလင်းပြင်မှာသကထာဖွဲ့ကြတိုက်ထဲကြက်ချီယာတာရာနဲ့တေးသေးတဲ့ယောက်ျားလေးကမဖော်နိုင်တော့ပန်းပေးတဲ့တိုက်ငါဖုံးမဲတဲ့တိုက်ထဲကြက်ချီယာတာရာနဲ့တေးသေးတဲ့အမမင်းရှိလို့မောင်းလာတေပါကွယ်ကွမ်းဆေးတဲ့ဟိုတုန်းကသကထာဖွဲ့ကြအတောင်တရားမွေးတွင်းမှာခွေတနေ့လက်တသိကျမသက္ကကြီးဟိုတုန်းကလာသာသာမှာဟဲ့ယောက်ျားပြုမိန်းမပြုလေးတွေထိုင်ပြီးတော့သကထာဖွဲ့ကြအခုခေတ်တော့ကွာလာသာသာများထိုင်ပြီးယောက်ျားပြုမိန်းမပြုလေးတွေဖွဲ့လိုက်ရလို့ကတော့ဘာပြောကောင်းမလဲဘာမှကိုပြောကောင်းမှာမဟုတ်ပါဘူးအဆုံးကိုမခံတဲ့ခေတ်မဆုံးလိုက်နဲ့ဆုံးလိုက်ရင်ကုန်တာပဲကုန်တာပဲကွရှင်းတော့ကလည်းမတူကြတော့ဘူးမှန်လားပြိဿကြီးကြည်တရားနာပြိဿကြီးအခုမိဘကတိုင်မင်တာတောင်းမှကျွန်တော်မယူပါရစေနဲ့အဲ့ဒါလို့ပြောပြီးတရားနာပြိဿနေလိုက်ရှာတော့အမေလည်းစိတ်မချမ်းသာဘူးပေါ့နောက်မေ့လောက်ပြီးထင်တော့ခေါ်ပြောဘယ်နဲ့တော့သားရဲ့အမေပြောတာတစ်ကြိမ်ပြောရသေးဘူးနှစ်ကြိမ်ပြောမရသေးဘူးဒါပေမဲ့လို့ပန်းစီနဲ့စဉ်းစားအမေငါအိမ်အောင်ပြုတဲ့ခြင်းနဲ့မိဘများဆိုတာသားသမီးမှားတဲ့လမ်းတော့ပို့မထင်ပါဘူးငါကြောင့်အမေမျက်ရည်ကျရင်ညွန့်တက်နိုင်ပါမလားကွယ်ရှေးတုန်းကမိဘမျက်ရည်ကျမှကြောက်တဲ့ဟဲ့ဒေသကြီးရှေးတုန်းကမိဘမျက်ရည်ကျမှမကြောက်ဘူးလားကြောက်ပါရဲ့ဗျာခုခေတ်ကြောက်သေးလားဟဲ့ကြောက်ပါဘူးငါသားဒီလမ်းသွားနေသွားတယ်ကြည့်နေရငါသမီးဒီလုံးမလုံးနဲ့ဆိုလောက်တင်လို့လုံးတယ်မမပြောရဲဘူးဘယ်မပြောရဲမလို့မပြောလိုက်ရှိတဲ့လက်ဝက်လက်စားယူပြီးထွက်သွားတယ်ဒီထက်ဘာပြောသေးတော့ကိုပစ္စည်းတော့ကိုအကုန်ယူသွားမှာမိဘဝယ်ပေးတဲ့ပစ္စည်းသူတို့ပစ္စည်းကြလို့လူလုံးကြီးတောင်ဘသူကလူဖြစ်အောင်မွေးထုတ်ဒါကိုပစ္စည်းကိုအကုန်ယူသွားမှာအိမ်ကဆင်းသွားမွဲလို့ငတ်တော့ပြန်လာကျွေးရတာပဲဟဲ့မိဘကရေးစည်းသားရှိတယ်ရေးဆောင်မရှိသားသမီးတစ်ကြိတ်ကိုမိဘနှစ်ယောက်ကဝတ်အောင်လုပ်ကျွေးနိုင်သည်ဟဲ့မိဘနှစ်ပါးကိုသားသမီးတစ်ကြိတ်ကဝတ်အောင်လုပ်မကျွေးနိုင်တာလားမဟုတ်ဘူးမကျွေးလို့ကျွေးရလားပြိဿကျွေးပါဘူးအိမ်တော်တဲ့ဘဝရောက်တောင်ကိုယ်အိမ်ဟင်းကောင်းချက်တော့တစ်ခွက်ပို့ဖို့သတိမရပါကိုယ်အိမ်ဟင်းမကောင်းလို့အမေတို့အိမ်ဝက်သားချက်တယ်ဆိုတော့ပကံများတဲ့ထမင်းထည့်ပြီးသွားနှိုက်ကြတော့မိဘလှုပ်ကြွေးဖို့စိတ်ဓာတ်ကတဲနဲ့မိုးခေါင်တော့ခေါင်တဲ့လဲမမှန်းတော့မမှန်ဘူးတဲ့ဒါကြောင့်ကွယ်တော်ငါကြီးများနှမများဒီလိုတရားဝဲကြီးလာရတာဒီသင်္ကန်းစာတွေယူသေးခြင်းလုံးလို့ကြည့်ဟဲ့လိမ္မာတဲ့သားလေးအမေမျက်ရည်ကျမှကြောက်အမေမျက်ရည်မကျရဘူးနဲ့နောက်တစ်ကြိမ်ခေါ်ပြီးတော့အမေလို့သူကသားရဲ့ပန်းစီရဲ့လူကလေးရဲ့လို့ခေါ်တော့အမေရှိဒူးလေးတုတ်ထိုင်မမေကျွန်တော်နားထောင်နေတယ်ပြောပါမေရဲ့ဒီလိုသားရဲ့ငါသားအိမ်အောင်ပြုတ်ဖို့အမေဒါနဲ့ဆို3ချိန်ရှိပြီနော်ဟုတ်ကဲ့မမေစိတ်ချမ်းချမ်းသာသာထားပါတော့အမေပြုတ်တဲ့ခြင်းနဲ့အိမ်အောင်အမေစိတ်ချမ်းသာအောင်ကျွန်တော်ပြုတ်ပါတော့မယ်ရေးသားကြီးအိမ်အောင်ပြုတ်ပါတော့မယ်လို့လည်းဂတိပေးလိုက်ရောတော့ခွားနှစ်ကြီးအလုံများပါဟဲ့ရေးသားကြီးတော့ခွားနှစ်ကြီးပါများတော့ဘာအလုံတုံးဟဲ့ရှာတဲ့အလုပ်ဖွားကြီးတွေရှာဘူးသားနဲ့အရာထဲအမေကျုပ်သားလေးကသဘောကောင်းပါစေတဲ့
စကားပြောလဲချင်းငါမာတယ်တဲ့အလုတ်သွဲလဲတော်တို့မြင်တဲ့တိုင်းမှာတဲ့ဒါကြောင့်တော်သမီးလေးနဲ့တော်တယ်ထင်လို့စကုန်ပြီတချို့မိန်းကလေးတွေကြတော့ဘာပြောတော့ဟိုကျွတ်တို့အိမ်နာအကောင်လေးရလေချစ်လို့ယူထားတဲ့သူမယားကိုကျွဲရိုက်နွားရိုက်တယ်ကျုပ်သမီးအဲ့ဒီလိုကောင်းတဲ့တွေ့မှဆိုလို့တော်သားလေးတော့ရိုးတယ်ထင်လို့စကုန်ပြီအရာထဲလျှောက်ဆက်လို့အာမရဥပုပ်ကြောင့်လိုက်ဆက်ပြောပြီးကြောင်းကြသူသားလေးနဲ့ဘသူသမီးလေးကဘယ်တော့တယ်မင်းတီးဝိုင်းငိမ့်နေတောင်ပါတယ်ဝက်သားကျွေးတယ်အော်သူတို့ကတော့ဖက်ညီပါတယ်လက်ထဲကစိတ်ဝီကြီးကမြင်ချောင်းချောင်းမတရားဖက်ပြောပါတယ်ပြည်မြို့ပြောတာမဟုတ်ပါဘူးဒီတော့ရှိမထင်ပါဘူးကဲကြည့်တရားနာပြိဿကြီးအဲ့ဒီလိုခမည်းတော်အလုတ်များကြတယ်လို့ချွေးမရှာတဲ့အလုတ်များပြီပြိဿရှောင်းရှာလိုက်တာပြိဿကြီးတွေ့ပြီဆိုကြပါစို့ကလေးမလေးရိုးရိုးသားသားပါပဲရိုးရိုးသားသားပါပဲတရားနာပြိဿကလေးမလေးနာမည်ကမပွေလီတဲ့ပြိဿကြီးကောင်မလေးနာမည်ဘယ်သူတဲ့တော့မှတ်ထားဟဲ့ငါနှမများပွေလီနဲ့ရွှေမျိုးမတော်ကြနဲ့ငါပွေလီเจ้าနဲ့ပြောပြအောင်ခလေးမလေးကနာမည်ရင်းကမလှလှရုပ်ကလေးလှလို့မိဘပေးထားတာလှလှတယ်ဒါပေမဲ့လို့ကလေးမလေးကရုပ်လှတဲ့လောက်စိတ်မလှဘူးဟဲ့ဒီအိမ်ငါသတင်းဟိုအိမ်ဖို့ဟိုအိမ်ငါသတင်းဒီအိမ်ဖို့ဟိုကာလာသားလေးနဲ့တစ်မျိုးဒီကာလာသားလေးနဲ့တစ်ဖုံရေရီယိုတဲ့မြန်လေးဟဲ့ပွေလီမနမိုးလေးအိမ်ပေါင်းစီရောက်ပြီးပြီတုံမီရှုံမီနဲ့ရှုံလွန်းပွေလွန်းလို့မိဘပေးတဲ့လှလှဆိုတဲ့နာမည်ပြောက်ပြီးတော့လက်ဖက်ထုံနဲ့ကင်မုန်းမတက်ရဘဲနဲ့ပွေလီဆိုတဲ့ရက်ကရွာကပေးတဲ့နာမည်ကကောက်ရတယ်လို့ပေါ်လာသည်မှဟဲ့ပွေလီကြောင့်ဒီလောက်ပြောသိရောပေါ့ဘယ်လိုသမီးလေးဖြင့်လိမ်မာလိုက်တာဆိုရင်နင်တို့မိဘများပြုံးနဲ့ခုံယူခြင်းကြလုံးလို့မလေးဘသူသမီးလေးကဖြင့်လေမျက်စီနဲ့ကြည့်လို့မရဘူးငစင်တိုင်းဝင်စုတဲ့အတိုင်းပဲအဲ့ဒါလို့အကြိတ်ခံရတဲ့ခလင်းမတွေရဲ့မိခင်ဖခင်တွေဆိုတာဘယ်စိတ်ချမ်းသာလိမ့်မလို့မှန်ရလားပြိဿကြီးလိမ်မာစေခြင်းလုံးလို့ဟဲ့ကြည့်ပွေလီမပွေလီတွေ့လဲလာရောတိုးရိုပြောကြပါစို့တရားနာပြိဿမင်္ဂလာဆောင်တီးဝိုင်းနေပါလေလုံနေပါနဲ့ကိုင်းပန်းစီနဲ့ပေးစားလိုက်ရောရသွားဗလားပြိဿကြီးမောင်ပန်းစီကခရိုးရိုးမပွေလီကခဆန်းဆန်းရှိပဲလို့စခန်းသွားမယ်ဆိုတာဆက်နာထောင်ဟဲ့နေလာခဲ့တာချစ်လိုက်တာရကစားချစ်ကြတော့နာမလေးတောင်ဖျားဆုတ်ခေါ်ကြခင်ဗျားတို့မြို့သူမြို့သားတွေလို့ပေါ့ခင်ဗျားတို့လည်းချစ်တော့ဖျားဆုတ်ခေါ်ကြခင်တို့ရင်တို့တင်းတို့ကိုတို့ချိုတို့မောင်တို့ခင်ဗျားတို့ခေါ်တယ်လို့ပေါ့ချစ်လွန်းတော့မောင်ပန်းစီကလည်းမပွေလီကိုခေါ်လိုက်တာကလီပြိဿကြီးဘယ်လိုခေါ်လိုက်လဲမပွေလီကလည်းမောင်ပန်းစီကိုခေါ်ပြန်တော့ဟုတ်တယ်ဟေးလီနဲ့စီဒီလိုမှကြိုက်တော့မှာပေါ့ဒီလိုလီနဲ့စီချစ်ကြခင်ကြနေပြီးတော့လာခဲ့ကြအိမ်တော်ရေးများဟဲ့ဆန္ဒပင်တင်းချစ်ချင်းမရမျက်စပ်ပိုးဝင်ဆိုတာဒီဒကမတွေဆံမင်နဲ့နေတာသိပါတယ်ဆံမင်ထုံးထားတာညီရင်ကိစ္စမရှိဘူးအဲ့ဒီတပင်နဲ့မြန်တင်းနေပြီဆိုရင်အတော်နေရခက်မျက်စပ်ပိုးဝင်နဲ့မျက်စီထဲမြန်ပိုးကောင်ဝင်တဲ့အခြေသိပါတယ်လေဒါကြောင့်ချစ်နေတဲ့မယားချစ်နေတဲ့လင်ဆိုတာတယောက်သောသူနဲ့များတရားနာပရိသတ်ကြီးကိုမျက်စိအောင်အမြင်မတော်တွေးလိုက်မြင်လိုက်ကြားလိုက်ရရင်အဲ့ဒီဆန္ဒပင်တင်မျက်စပ်ပိုးဝင်တဲ့ကဲ့သို့အင်မတန်အခမ်းရခဲ့ကြတဲ့အိမ်တော်ရဲ့တယောက်နဲ့တယောက်ချစ်ခင်နေကြမယ်ဆိုရင်ဖြင့်တာယာဘူးလားပြိဿကြီးတာယာသဘောကြည့်အခုသူတို့ချစ်ကြခင်ကြကျင်နာစဆိုတော့
မောင်ပန်းစီလေးတရားနာပိဋကတော်တဲ့ထင်ကုန်သွားထင်စီလေးထမ်းပြီးကဲနဲ့ပြန်အလားမပွေးလီကတနခါပါမှလိမ့်လို့အိမ်တိုင်းကလေးမှီဆောက်မောင်ပန်းစီတော်တဲ့ကပြန်လာတော့ပြည့်ပြီးတော့ထင်စီကလေးကူချမောင်ပန်းစီပဲလိုပင်တော်တဲ့ကမောလာပေမဲ့ပြုံးနဲ့ထွက်ကြိုးတဲ့မပွေးလီရဲ့မျက်နှာမြင်လိုက်တော့အမောပြေတဲ့ပိဋကပြေကြီးမောင်ပန်းစီအမောမပြေဘူးလားပြေပါရဲ့ဗျာပြေရောပေါ့မြင်နာကိုမြင်နာမမြင်ရအမောမပြေဘူးတကားတွေသိပါတယ်တချို့အိမ်ကမိန်းမတွေကထွက်လဲနေရောခွေးရိုက်ကြောင်ရိုက်အိမ်ကမသားရင်ကြနေတာပဲတွေ့ကျင်တာမတွေ့ရလို့အမောမပြေဘူးဒါကြောင့်ဒကမတွေလည်းထွက်လဲမနေကြနဲ့ပြန်လာရင်ကြိုကြအိမ်ကြီးလေးဖြစ်တော့ကူချုံပေါ့လေချွေးလေးဖြစ်တော့သုတ်ပေးပေါ့တင်ကြမလို့ပါဘူးမျိုးသူမျိုးသားတွေကကြုတ်တဲ့ကြောချင်းကြောနေမှာပါကဲရှိသေးတော့လေရုပ်ရှင်တွေပြဇာတ်တွေကြည့်နေမှတော့ကျုပ်တို့ကကူးကြိုယုံခိုင်းတာခမရတို့ကပြေးဖက်မဲ့အစားတွေဆိုတော့ကျုပ်ပြောလဲများနေမှာပဲတရားနာပိဋကရှေ့သာဆက်ကြစို့မှန်လားတရားနာပိဋကကြီးမှန်ပါဗျာကဲကြည့်ဟဲ့အခုအမောပြေတဲ့ဒါကြောင့်ဓကမတွေကိုလည်းကျုပ်နည်းနည်းတော့မှားခဲ့ကြလူလည်းလောက်တယ်တော့မအောင်မင်းနဲ့နည်းနည်းလောက်လုံးမလို့ဟုတ်တယ်မိမများအပြောတတ်ရတယ်အပြောကောင်းတော့အထောင်းသက်သာတဲ့မှတ်တာနော်အပြောကောင်းတော့အထောင်းသက်သာတဲ့ဗျရှင်းလုံးကမိမများအပြောကောင်းတော့ရိုက်မဲ့ဒုတ်တောင်ရေမှုတ်ရိုးဖြစ်သည်ပြေးတာရိုက်မဲ့ဒုတ်ပါဖြစ်သွားတယ်ဘာပြုလို့အပြောကောင်းလို့မြုံလာရှင်းလုံးကရွာတရွာမှာယောက်ျားတွေကထင်းကုတ်ထွက်မိမတွေကညနေပိုင်းကျတော့တနခါပါမှလိမ့်ပြီးတော့ရွာဦးထိပ်ကညောင်မင်းကြီးထွက်ကြကြသည်လာကြဟဲ့တို့လင်သားတွေပြန်လာချိန်နီးဟဲ့လို့ရွာဦးထိပ်ကညောင်မင်းကြီးထွက်ကြသည်ညောင်မင်းကြီးရောက်တော့မောင်မင်းကြီးသားများထင်းစီတွေထမ်းလို့ကဲနဲ့ပြန်အလားအမလေးပခုံးဘောကထင်းစီလေးခေါင်းဘောပြောင်းလို့သူ့အတွဲလေးနဲ့သူပြုံးနဲ့အမောကိုပြေးလို့တနေ့သ၌ကြတော့တရားနာပိဋကအပြောကောင်းတဲ့မိန်းမကလားမကြိုဘူးတဲ့ပြုလားမကြိုတော့ဟိုလူဘက်ပဲ့နေတာပေါ့ကြည်စမ်းသူများတွေကြိုတယ်ဒီမိန်းမမကြိုဘူးတွေ့ကြသေးတာပေါ့ပြီးမယ်နဲ့တော့ကျိန်တော့ကျိန်ပြီပြုဘာသိမယ်တော့ပြောတတ်ဘူးအေးမင်းတို့သွားနေကြကွာငါနောက်မှလိုက်ခဲ့ရှက်နဲ့ထင်းစီနာထင်းစီညောင်မင်းကြီးနာချပြီးတော့တရားနာပိဋကပါလာတဲ့ဓမ္မတူလေးနှုတ်ဒုတ်စိမ့်လေးတစ်ချောင်းခုတ်ထင်းကြောက်စီလေးတဲ့ထိုးအိမ်ကြရိုက်မတယ်ဗျဒါသိမယ်ပြောတာပါရိုက်မတယ်မိမချင်းဆိုတော့လေဟိုမိမတွေကကိုချင်းစားတယ်ဟေးညီသွားကြိုသေးဘူးလားအေးညီယောက်ျားတော့ဒုက္ခုနေရတာပြင်းနေလားမကြိုလို့ညီတော့ရိုက်တော့မယ်ထင်တယ်အပြောကောင်းတဲ့မိမကဘာပြောတယ်ကိစ္စရှိပါဝေးတဲ့ဒီကောင်ကြီးတော့အပြောပါတယ်ငါနိုင်ပါတယ်တဲ့အပြောကောင်းတဲ့မိမကကြိုဘူးဟိုကပြန်လာပြီးထင်းစီထမ်းလို့အလေးရွာလဲကမကြီးပင်ကြီးကြတွေ့ကောင်းပါရဲ့သူကထင်တော့မကြီးပင်ကြီးလည်းမတွေ့ဘူးအလေးနဲ့အိမ်ကျော်သုံးအိမ်လောက်ကြတွေ့ကောင်းပါရဲ့ထင်တော့တွေ့ဘူးအိမ်ဝင်းနဲ့ဝင်လို့50လှမ်းလဲရောက်ရောမိမကမိဖို့တဲကလှမ်းကြည့်လိုက်ဟောမောင်မင်းကြီးသားတို့မျက်နှာကြီးသုံးပုံပြီးပြန်လာပြီးငါတို့ရိုက်တော့မှာမဖြစ်ဘူးငါတက်တယ်လို့တော့ပြောမှာတရားနာပိဋကကြီးငကူကမျက်နှာအိုးမဲမရှိပါဘူးထမေဦးဖင်ကအိုးမဲတွေမျက်နှာဆွဲသုတ်ထုံထားတဲ့ဆာမင်ဖြီချထမေစွန်အောင်ဆွဲပြီးထွက်ပြေးလာဟောကြည်စားမင်းတော့တောက်ပြန်လာပြီကျုပ်လေရွာပြင်မဲ့ထီအောင်ထွက်ပြီးတော့ကြိုကျင်တာဟိုလေကြည်စားမအိုးရေကမချိုရမိုးကမချိုရသနာခါမလိမ့်ဘာမပါရမျက်နှာလဲအိုးမဲတွေထင်ပါရဲ့သုတ်ထားတာနော်ရှင်ကြိတ်တက်တဲ့ကျဟင်းငါးစီကလည်းချက်လို့မပြီးသေးလို့တော့သမီးလေးကလည်းလေပခက်ထဲကတအီနဲ့ပေကြောက်ကူချမယ်ဆိုတော့ဒုက္ခလာတဲ့လူကြီးကဘာပြောတော့ဂူးမတော့နေပါစီတော့ကွာဒါနဲ့ထင်းစီကြီးချကျန်းစင်မဝုန်းနဲ့ပြစ်ထိုင်လိုက်စိတ်ဆိုးနေတဲ့လင်သားပြစ်မထားရဘူးဒကမကြီးဟိုမှာကြည့်အနန္နကပုသိပုတ္တနဲ့ကြည်သားတော့ချွေးတွေသုတ်ပေးဟင်ခေါင်းနဲ့ဆူးတွေညှိလို့ပါလားအော်ပခုံးကဆူးကြကြလေးကလည်းကိုယ်စားတောင်မပြောက်သေးဘူးလက်မလေးနဲ့တရွေးလေးနဲ့ဆွနှိပ်ပေးမှတ်ထားနော်စိတ်ဆိုးတဲ့လင်သားတွေပြစ်မထားနဲ့
ပြင်မထားနဲ့အနာကကြဆိုသည်ပြောရမှကမပြောရဖ ೇನೆ သွားကလို့ကံချိုးရုပ်တာမဟုတ်ဘူးဟုတ်တယ်အပြောကောင်းမှဖြစ်တယ်ဆိုမှကြည်တရားနာပြိဿရွှေဒေသနဲ့တုတ်ပဲလို့တရားနာပြိဿအမောလေးပြေလောက်အောင်ပြောတော့ပေါ့လေတော်ပြီထင်းခုတ်တဲ့အလုပ်ဆိုတာနေဘူးခေါင်ခေါင်ကြီးသိပ်ပင်မနာကျုပ်ကအိမ်ကကလေးတွေနဲ့မဖြစ်လို့နေခရတာတော့တော်ပြီမနေ့ငါကြရင်တော့တော်အိတ်ထဲနေကျုပ်ကိုယ်တိုင်ထွက်ခုတ်မယ်ရိုင်းမဲ့လူကြီးကဘာပြောတော့ဘယ်ဖြစ်မှတော့ကွာမင်းနေရပူနဲ့ဟေးဒုက္ခလာတဲ့လူကြီးကဘယ်ဖြစ်မှတော့နေရပူနဲ့တဲ့မရိုက်မှန်းလဲသိရောပရိသတ်ဘုံမိမတွေပြောလို့ဒုက္ခထာသိသားပဲမသိချင်အောင်ဆောင်ပြီးတော့ခင်းစီနာပြေးဟောကြည်စားတော့လေချင်းရောက်စီတဲ့ဒုက္စိမ့်လေးတစ်ချောင်းထူးထူးဆန်းဆန်းခုတ်လာတော့ဘာလို့ဖို့ပါလဲအပြောကကောင်းထားတော့ဟိုလူကြီးကရိုက်မဲ့လူကြီးကဘာပြောတော့အာမမင်းမသိဘူးလားကွာအိမ်ရင်မုတ်ရိုးချိုးနေဟာရင်မုတ်ရိုးလှုပ်ဖို့ခုတ်လာတာတဲ့ပရိသတ်ကြီးအပြောကောင်းတော့ရိုက်မဲ့တော့ဘာဖြစ်သွားလဲဒီထဲတရားနာပရိသတ်ရေလင်လုံးတဲ့လူကရေချိုးသွားတော့တော်လေချွေးတဲ့တန်းနေနဲ့ရေမိုးချိုးကြည့်အောင်မလားအေးအရေချိုးသွားမယ်အော်တော့ရေချိုးသွားတာဟိုလက်ကြည့်ဖြင့်ရေအိုးလေးတစ်လုံးဆွဲသွားပါလားဆိုရိုက်မဲ့လူကြီးကပွေဟာအမလေးမရိုက်တဲ့ပြင်ထင်းခွေရာကအပြန်ရေအိုးတစ်လုံးတောင်အခက်ခိုင်းနိုင်ပါသေးသည်အိမ်ရှင်မတို့လူလည်းလောက်ပါအောင်မယ်လို့ပြောတာပြောပြီးပါပြီခင်ဗျားတို့ဒါကြောင့်အပြောကောင်းတော့လေအထောင်သက်သားတဲ့မပွေလီကျိုးတော့လေမောင်ပန်းစီအမောပြေတယ်ပြေဘူးလားပြိဿဒီလိုနေလာခဲ့ရမှမိပွေလီဇာတိမပြောက်အော်ခက်လိုက်တာငါဖြင့်အိမ်တောင်ရေးအဆင်မပြေတော့ပါဘူးအိမ်တောင်ကြတယ်ဆိုတာအစကအကောင်းမှတ်ငကိုကဗလက်တက်နေကြတဲ့အခုမနေရတော့အနေကျပ်ပြီပေါ့အနေကျပ်ပြီဘောတရားနာပြိဿဒါကြောင့်ငန်းသမားများလည်းမှတ်ထားကြဟဲ့အိမ်အောင်ပြုတယ်ဆိုတာနည်းနည်းတော့ပြောရအောင်အဝေနိကဒုက္ခလေးကိုင်းဆိုကြည့်စမ်းဟဲ့နောက်ကဆိုကြည့်စမ်းမအပြိုဘဝစွန့်ပြေချ၍ပိုရမှန်ရမိမများဤငါးပါးမလွဲအစင်းရဲကအမြဲလာစဉ်ရာသီဝင်၍မရွှင်နွမ်းလျက်ပန်းပွင့်ရ၏ပညာရှိများရေးထားတာရှင်းစရာမလိုဘူးဆိုဟဲ့တလတစ်ချိန်ဥရုပန်းပွင့်တာတစ်ခုလက်ချိုးခဲ့ဆိုတော့မှထိုမတပါအစဉ်အဖြင့်လင်သားအိမ်ရလက်ရောက်ပါ၍လင့်အိမ်နောက်လိုက်တာတစ်ခုနောက်တကဆိုလိုက်နင့်နာအမှန်လင်းညင်းခံရလင်းညင်းစေတာကိုခံစားတဲ့ခြေရင်အလုပ်ကျွေးတစ်ခုသုံးခုဆိုလိုက်တဖန်မသွေသားတန်တွေကိုနေရှိလာများပယူထားရှင်ကိုလဆယ်လောက်တန်တွေလွယ်တာထည့်လိုက်တော့ဘယ်နှခုတော့လေးခုဟဲ့ကြော်တုတ်မသွားနဲ့ဟုတ်လက်ချိုးဆိုလည်းမချိုးဘူးဆိုတော့မှထင်ရှားလက်စစ်အချိန်တွေ့သောမေမူတဝူနှင့်အထုဒုက္ခမွေးဖွားရသည်အဝိနိကဒုက္ခ၅ပါးတဲ့သာသမီမွေးဖွားတဲ့ဒုက္ခအကြီးဆုံးပေါ့ယောက်ျားဖောင်းစီမိန်းမမိနေတဲ့သေမီရှင်မီနှလီရှင်တွဲချိန်ငင်နွားချင်းခွင့်ညတင်ဆက်ရင်သေမဲ့ဘက်ကများသေမဲ့ဘက်ကိုချိန်ခွင့်ရှာထွက်မနေနိုင်လို့သာအိမ်အောင်ပြုတ်နေကြကာမတ္တဝါမို့ဒါတော့ဆိုလိုက်စမ်းမအထုဒုက္ခမွေးဖွားရသည်ငါဝအိမ်တောင်အပြစ်တော်အိမ်တောင်ပြုတ်တဲ့အပြစ်ပဲနှစ်ခုတော့ဘုရားသူများပစ္စည်းခိုးတာမှမဟုတ်ဖ ೇನೆ တပည့်တော်တို့မိမတွေအိမ်တောင်ပြုတ်တာအပြစ်ရှိသလားဘုရားဟေးဘုရားဟောတာနော်ငါမျက်စောင်းမထိုးနဲ့အိမ်တောင်ပြုတ်တာအပြစ်ရှိတဲ့ဘယ်နှခုတော့ဟဲ့အဲ့ဒါအဝိနိကဒုက္ခခေါ်တယ်ဒါကြောင့်အယတ်သေးလည်းပြောကြတာပေါ့ကောင်းပါလေတယောက်အိမ်ထောင်ကြသွားပြီရိုးရိုးပြောတာမှတ်ကောင်းပါလေတယောက်အိမ်ထောင်ကြသွားပြီအိမ်ကြီးဟူသောထောင်ကြီးထဲရောက်သွားတယ်မလွတ်လပ်တော့ဘူးလင့်မျက်နှာကြည့်ရရောက်ခမမျက်နှာကြည့်ရမှန်လားပြိဿကြီးအပြိုးစင်းတုံးက
မနဲ့မိုးလင်းအိမ်ပေါက်စီရောက်အောင်သွားတဲ့ပွေလီယခုမလွတ်လပ်တော့ပြီမလွတ်လပ်တော့စဉ်းစားလာအော်ကိုပန်းစီတော်တယ်သွားခိုက်အိမ်ကသူ့အမေအိုကြီးရှိနေတော့ငါထင်တယ်လို့မသွားရသွားပြန်တော့လေသူ့သားကိုတိုက်အောင်မယ်မဖြစ်ဘူးဒီမိမကြီးဒီအိမ်မောကဆင်းမငါလွတ်လပ်နေရမယ်ကြံမဟဲ့ကြံတော့အမေအိုကြီးကန်းလန့်တိုက်လာပြီပေါ့မောင်ပန်းစီတော်တယ်ကပြန်လာတော့ကိုပန်းစီတော့အမေကြီးကျုပ်ကိုဆဲတယ်ဆိုတယ်မြည်တယ်တွန်းတယ်မင်းဒီလိုမပြောပါနဲ့ငါအမေဒီစိတ်ထားမရှိပါဘူးငါနဲ့တက်တက်လုံးနေလာတာရဘူးပြေသာအမေချစ်တဲ့သားဆိုတော့ရရလားပြေသာဘယ်လိုမှပြောမရဘူးနောက်မောင်ပန်းစီမရှိကြသမီးအမေဆမ်းပြုတ်တောက်ချင်တဲ့သမီးရဲ့ဆမ်းပြုတ်တောက်ချင်တဲ့ဆိုတော့ဆမ်းပြုတ်တော့ကြိုးပါရဲ့စားတပွင့်မှမခတ်ဖဲနဲ့တိုက်ဘယ်လိုနေမလဲဟိပေါ့တော့အရသာရှိရဲ့လားသမီးညီဆမ်းပြုတ်စားပေါ်လှကြီးလားပေးကြီးများလို့နဲ့ဆိုတဆုပ်ကြီးခါပြန်တိုက်တော့ဘယ်နဲ့နေမလို့ဟိငါနာပေါ့သမီးညီဆမ်းပြုတ်စားတယ်ငါလှကြီးလားဒီတော့ပွေလီကဘာပြောတော့တရားနာပြိဿအမလေးစားပေါ်တော့ပေါ်တယ်ငံတော့ငံတယ်ဒီသက်ကြီးအိုမကြီးရဲ့အလိုကိုဘသူကလိုက်ပေါင်းနိုင်ပါမထုံးကြားရရလားအယကရောသူကအယမဲဆွဲလိုက်သေးအယကလှုပ်ပါဘူးပြေသာအယကလှုပ်ခဲ့လားငြိမ့်နေတယ်သူ့အကြောင်းသိပြီးသားဟဲ့နောက်အယကငြိမ့်နေလို့မြန်ဘဝင်မမြင့်နဲ့နော်ဒကမတွေသူ့မပြောချင်းလို့နှစ်ကောင်ဖြစ်မှကြောက်လို့မှတ်သွားကြတချို့ကအယထဲဟဲ့ငါလိုကောင်မတတ်သိရှိထိကြည့်စမ်းငါလိုကောင်မကဒီရထဲကြောက်စရာမရှိဘူးဆိုလို့အယငြိမ့်နေရင်သူကဘဝင်မြင့်နဲ့မမြင့်နဲ့ဗျအဲ့ဒါသူ့ပြောရမှာနှစ်ကောင်ဖြစ်မှကြောက်လို့ဝေလီဆိုတဲ့နာမည်သူတို့ပေးထားတဲ့နာမည်ဆိုတော့အယကမလှုပ်ပြီးလှုပ်ရလားပြိဿနောက်သမီးဂျဘိုးကြိုက်လွန်းလို့ဆိုတော့လေတရားနာပြိဿရေဂျဘိုးတော့ချပါရဲ့အဖွားကြီးအေးခင်းမြေကြီးပေါ်ခင်းသူတို့လည်းမရနှစ်ယောက်အိတ်တဲ့ဂျဘိုးတွေအဖွားကြီးအေးခင်းမောခါချနေမလှမ်းမဲနဲ့ပြန်တင်ညအဖွားကြီးပဲနဲ့နေပါအေးလေသုံးယောက်စာကြိုက်တော့ပိုဆိုးကုန်တာပေါ့အဲ့ဒါလို့ဖြစ်နေတော့သမီးကြီးဂျဘိုးချတဲ့နေမှာဂျဘိုးကပိုကြိုက်လှကြီးလားဟမလေးကြားရရလားအယကရောဂျဘိုးချတဲ့နေဂျဘိုးပိုကြိုက်တယ်ဆိုတာဓာကျုပ်ကိုသက်သက်မဲ့စော်ကားတာလှုပ်ဘူးအယကနောက်မောင်ပန်းစီပြန်လာတော့လေတရားနာပိဋကထမင်းလုံးတွေသူဘာသူပြန်ကျဲလို့ကိုပန်းစီကြည်စမ်းတော့အမေကြီးထမင်းလုံးတွေကိုပြန်ကျဲထားတယ်ကလေးကြနေတာပဲထမင်းဆိုတာအသက်သခင်ရှာရဖွေရတဲ့တော့ကိုကျုပ်တနာတယ်တော့နဲ့ပြောပေသည်မောင်ပန်းစီရခဲ့သေးဘူးဟဲ့ရရလားပိဋကကြီးဒါကြိမ်ပြောမရနှစ်ကြိမ်ပြောမရနဲ့တရားနာပြိဿရေဟာဒီကနေ့တော့မိပွေလီအိမ်ပေါက်ထိုင်ဆောင်တာမတွေ့ရတော့တွေ့ရလားပြိဿကြီးဘယ်တွေ့မလဲပြိဿအိမ်ထဲဝင်ပြီးတော့ညာနေညာနဲ့တွေထုတ်မောင်ပါစီတော်တွေကပြန်လာတော့ကျူနေကြကျူတာမတွေ့ရသဖြင့်လီလီရဲ့မင်းဘယ်ကိုထွက်လက်နေကြတော့လီလီရဲ့အမလီလီရဲ့ဆိုပါလားခေါ်နေကြတိုင်းပေါ့လေဟေးတွေ့နေကြနေရမတွေ့ရတော့အိမ်ထဲဝင်သွားမမေဟဲ့တာပါတော့လီလီပဲသွားတော့မေရဲ့အသားရဲ့မင်းလီလီပဲသွားတယ်မသိပါဘူးအမေလည်းအိမ်မောကအိမ်အောင်မစင်းလို့မင်းလည်းတက်ကြည့်ပြီမဟုတ်လားသားရဲ့အနောက်ခန်းထဲရှိမလားသွားကြည့်ပါအိုးအနောက်ခန်းထဲပြေးကြည့်တော့မတ်ပွေလီကကွေးကလေးဖြစ်ပြေးတာဘယ်လိုဖြစ်နေကရင်မော်ဟဲ့စောင်းပြီးတော့ကွေးကလေးမောင်ပန်းစီကကတင်စွန်းတင်မလွယ်လေးထိုင်လို့မပွေးလေးရဲ့နှစ်ဖူးပေါ်မှာရှိတဲ့ဆန်းစားကလေးများလက်နဲ့တတ်လို့လီလီမင်းဘယ်လိုဖြစ်တာလဲကိုကိုပြောပါအောင်အမေကိုကိုပြောပါအောင်ဆိုပါလားပြိဿရဲ့နှစ်ဖူးစမ်းကြည့်တော့ချွေးတွေနဲ့နေမကောင်းတာမှမဟုတ်ဘဲနဲ့ဇော်ချွေးတွေလက်ဖြားခြေဖြားစမ်းကြည့်ဖြားသွေးကမရှိမင်းချွေးတွေနဲ့ပါလား
လီလီမင်းဘယ်လိုဖြစ်တာတော့မေးလို့မရနှစ်ကြိမ်သုံးကြိမ်မေးတော့မပွေလီထထိုင်ထိုင်ပုံလေးလည်းမြင်အောင်ကြည့်ဒူးလေးမဆန့်မတင်းထားလက်နှစ်ဖက်နဲ့ရှက်ပြီးတော့ဒူးကလေးကိုပွေထားထိုင်ပုံလေးအနောက်ခန်းနဲ့မြင်အောင်ကြည့်မမြင်တတ်ရင်လည်းအိမ်ကျထိုင်ကြည့်မပွေလီထိုင်တာဒီလိုလေးဟဲ့လို့ဒူးကလေးမဆန့်မတင်းလေးပွေထားမြင်အောင်မှန်းကြည့်ကိုပန်းစီတော့ကိုကြုံမပြောပါရစေနဲ့ပြောချင်တဲ့စကားဒီကအစချီမှတ်ထားဟဲ့ပြောချင်တဲ့စကားဒီကအစချီလီလီလင်းနမရဆိုးတိုင်းမကောင်းတိုင်းမမောက်မပြောရင်မင်းဘသူပြောမှာတော့ကိုပန်းစီရှင်ကပြောပါဆိုလို့သာကျမကပြောရမှာဒုတိယတစ်ဆင့်တော့အမေကြီးဆူတယ်ဆဲတယ်ဆိုတယ်ဆိုပေမဲ့တော်ကနားမထောင်ကိုပန်းစီတော့အမေကြီးနဲ့ကျုပ်နဲ့အတူတူနေလို့မဖြစ်တော့ဘူးတော့အမေကြီးကိုနှင်းရင်နှင်းမနှင်းရင်ကျမဒီအိမ်မော်ကအဆင်းပါပဲကိုပန်းစီပြောလိုက်ရောပြုဒီလိုလဲပြောလိုက်ရောမောင်ပန်းစီပြူးသွားတယ်မျက်လုံးလီလီမင်းဘယ်လိုပြောလိုက်တာတော့မင်းအိမ်မော်ကမဆင်းပါနဲ့မင်းမရှိရင်ကိုကမနေတတ်ပါဘူးကွယ်လီလီရဲ့မနောတကားတို့မရှိနေတောင်မနေတတ်ဘူးတဲ့အမေနဲ့တော့ခွဲနိုင်တယ်မေနဲ့တော့ခွဲနိုင်တယ်ဒါမျိုးမရှိမနေနိုင်ဘူးတဲ့လီလီမင်းတော့မဆင်းပါနဲ့ဟောမင်းတော့မဆင်းပါနဲ့ဆိုသူစကားကကြံသေးခမည်းတော်ပြောသလိုပေါ့ဗျာသိတော့သိပါတယ်ကွာတဲ့ဒါပေမဲ့ဆိုတာလို့ပေါ့ဒါပေမဲ့ဆိုကြံသေးတယ်သို့တော်လဲဆိုဆုံးသေးဘူးနေပါအောင်ဆိုမသွားနဲ့ပမာစကားတော်များမျက်စိလေစရာကြီးမှန်ရလားပြိဿကြီးမှန်ပါရဲ့ဗျာမင်းတော့မဆင်းပါနဲ့ဆိုရင်အမေဆင်းရင်ဆင်းပါစေဆိုတာရှင်းနေပါပြီပြိဿကြောက်ဆောင်ကြီးပြိုပြီပေါ့ပြိဿဘာကြီးပြိုတော့သာကြီးပြပါရဲ့ဗျာမေးရအောင်ဟဲ့တန်ဆောင်နဲ့ဘာဆောင်ထက်ကြောက်ဆောင်ကြီးတွေလေမြင်နာနီးသားပဲသိကြမှာပေါ့နော်ရေတိုးချလိုက်တော့ကြောက်ဆောင်ကြီးတွေအကုန်ပြိုကြဟဲ့ရေဆောင်ထက်ဘာဆောင်ထက်တယ်ရေလှမ်းကြီးတွေဘလောက်ကြီးကြီးလေတိုက်ပါမသွားဘူးလားဟဲ့အခုမောင်ပန်းစီကြောက်ဆောင်ကြီးအမေကိုချစ်ပါတယ်ဆိုတဲ့သားမပွေလီကလေဟောမလေးမျက်ရည်ကလေးမကြခြင်းမနဲ့ကြရေဆောင်ကလေးတိုက်လိုက်ပါဇက်ကတူ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 လေးဆောင်ကလေးတိုက်လိုက်အမေချစ်ပါတယ်ဆိုတဲ့ကြောက်ဆောင်ကြီးမောင်ပန်းစီပြိုပြီးအဲ့ဒီနေ့ကစပြီးတော့အမေကိုစကားမပြောတော့ဒီကသူ့အမေစကားပြောရဲ့လားပြောတော့ဘူးဟဲ့စကားမပြောတော့အမေစဉ်းစားလာပြီပန်းစီလူကလေးမင်းအမေကိုစကားမပြောတော့ပါလားတန်တော့မင်းမရစကားအောင်မြင်ပြီထင်တယ်တူတူစကားပြောပါညာဘသူစကားအောင်နာတဲ့တုံးဟဲ့အမေပြောတော့တလတဲ့ဟဲ့မရပြောတော့ဗါတဲ့ခဏပါဟဲ့ငါပို့လိုက်ရှင်သေးတညဆိုကြာကြီးခဏဟဲ့မှတ်ထားကြကြည်တရားနာပရိသတ်ကြီးမောင်ပန်းစီခမရမရစကားအောင်မြင်လို့အမေစကားမပြောတော့တာရဲ့လူကလေးနေခဲ့ပြီတော့အမေရှိရင်ငါသားကြီးစိတ်မချမ်းသာဘူးငါသားကြီးအမေရှိနေသမျှစိတ်ဆင်းရဲမယ်မင်းမယားကိုမင်းကအမေထက်ပိုချစ်တာကိုတာရဲ့ဟဲ့ဖွားနဲ့ညှိအပြည့်တာကိုအိမ်အောင်ပြုတ်ကိုခိုင်းတာညီတာမယားရှာပေးတာညီအပြည့်ညီခံတော့အိမ်အောင်ပြုတ်ဖို့ခိုင်းစဉ်အခါတုန်းကတားလေးပြောတဲ့စကားငါနားထဲကမထွက်ပါဘူးမမေကျွန်တော်အိမ်အောင်မပြုတ်ပါရစေနဲ့ကျွန်တော်မိမမယူပါရစေနဲ့ကျွန်တော်မိမယူရင်အမေဒုက္ခဖြစ်ပါလိမ့်မယ်ခမညာအမေကိုချွေးမကကျွန်တော်လောက်ချစ်ပါမလား
ချွေးမဆိုတာသားနဲ့ဆက်မတော်ရတာပါအမေရဲ့တဲ့မလေးငါသားလေးအိမ်အောင်မပြုတ်ခြင်းမဲနဲ့ခိုင်းတာဖွာနေညိအပြစ်ဟဲ့ညိအပြစ်ညိခံဒီအိမ်မောမနေနဲ့ညိမြန်မြန်ဆင်းတော့အဝိစားလေးထုတ်ဆင်းတော့မယ်ပေါ့ပိဋကအိမ်မောကပိဋကကြီးဆင်းတော့မှလားဝိစားလေးထုတ်ပြီးအိမ်လေကားထက်ဆုံးကနေသားလေးမျက်နှာမြင်မလားလို့ကြည့်ဟိုကကြောပေးနေတယ်အမြင်မခံဘူးသားလေးမျက်နှာမြင်တော့နဲ့ဆင်းလိုက်တာလေကထစ်ချော်ကြအထုပ်တခြားလူတခြားအမလေးသေပါပြီတာလူကလေးပန်းစီရဲ့အမေကိုလာပြီးတော့ကြည့်လဲပါအောင်လိမ့်ကြတာမြင်တာဂယုမဆိုင်ဘူးပိဋကဟင်ငါသားနဲ့အမေနှစ်ယောက်ထဲရှိစဉ်အခါတုန်းကတော့အမေအိမ်ဦးကခွေးနေတဲ့ဆိုရင်ဖြင့်မမေစစ်ကြောလေးသလားကျွန်တော်စစ်ကြောထိုးပေးမယ်အမေရဲ့ညောင်းရင်ကျွန်တော်နင်းပေးမယ်အမေရဲ့အမေကိုပူတယ်လေရှင်နွေးလေးတောက်လိုက်ပေါင်းလဲကျွန်တော်ကြိုးပေးမယ်ပယုတ်စီလေးလိမ့်လိုက်ပါအမေရဲ့ဟိုတုန်းကပယုတ်စီရှိမရှိတော့မသိဘူးငါရမ်းတုတ်တာဟဲ့ရလားခုခေတ်နဲ့မှားရတာပေါ့ကြာပန်လားဘီပီလားတော့မသိဘူးဒီလိုနဲ့တရားနာပိဋကကြီးဟင်းအဲ့ဒီနှုံးကငါနေမကောင်းဘူးဆိုရင်ငါသားလေးပြုတ်သူသလောက်အခုတော့အိမ်မောကသေလှမျောပါလိမ့်ကြတာတောင်ဂယုမဆိုင်တော့ဘူးတာရဲ့လူဝဲလေးနေခဲ့ပြီးတော့ငါသားကြီးမျက်နှာကိုအမေမြင်ရမလားလို့ကြည့်ပေးမယ်လို့ကြောပေးနေလို့မမြင်ရအမေသွားမယ်ငါသားကိုလွှမ်းလျက်နဲ့အမေခွဲမဲ့လူလိမ္မာကြီးကြောင့်အမေမျက်ရည်မကျတော့ပါဘူးအောက်မေခဲ့ပေမဲ့လို့ခုတော့လေအမေမျက်ရည်60ပါမို့လားသားရဲ့လို့သားမောင်ရဲ့ထဲမှာတက်လေလူကလေးရဲ့ပန်းစီရဲ့မုံမိကငယ်မျက်ရည်ရောစီငိုကကြီးပါလို့ဒီမျက်ရည်မလေးအမေမျက်စိမကြတော့ဘူးလို့အောက်မေးခဲ့ပေမဲ့လို့ခုတော့လေအမေမျက်ရည်60ပြီတားရည်60ပါဘောလားရဲ့လို့မမီကငယ်မျက်ရည်ရောစီငိုဝကြီးပါလို့ဒီမျက်ရည်ခွေးရင်ကနွမ်းသားမောင်ကိုလွှမ်းတာနဲ့ပြမမပြီတဲ့မပြမပြီလူကလေးရဲ့နေကြီးနဲ့မှကောင်းတာဟုတ်တယ်ကျုပ်တစ်ပါးတဲ့6ကကကိုင်းငိုတယ်လို့မှတ်ပေါ့ဗျာဒေသကြီးအမေငိုပလားပြိဿငိုပါဘူးကျုံငိုခြင်းကလည်းပြိဿမနေ့ကငိုခြင်းကလည်းပြိဿမနေ့ကငိုခြင်းဟုတ်တယ်သားနဲ့ပတ်သက်ရင်တော့သားမောင်ရဲ့ထဲမှာသက်လေဒီတပုတ်ရှိသမီးနဲ့ပတ်သက်တော့လေသမီးယရနာရဲ့ထဲမှာသက်လေဒီတပုတ်ရှိအော်ဘုန်းကြီးမင်းသားတွေလိုတရားနာပြိဿဆိုင်နဲ့ဝိုင်းနဲ့မဟုတ်တော့ဒီလောက်ဆိုရင်ဒီလောက်ပဲငိုပြဖို့တော်တာပါမှန်လားပြိဿကြီးကြည့်တရားနာပြိဿငိုပြီးတော့အမေလို့သူဆင်းသွားတားပေါ်မရပါဘူးအဖွားကြီးကယွာနောက်ဖျားရောက်ပြီးတော့တရားနာပြိဿသူများအိမ်ဟိုနဘေးမှာအဆွဲကလေးချပြီးတော့သူများခိုင်းတာလို့သားလှုပ်စားလာခဲ့တဲ့မိခင်ဟေ့ချွေးမမလိမ္မာတော့အိမ်မော်ကဆင်းသွားရရောက်ခမဆိုတာအိမ်ဦးနတ်တဲ့ဟဲ့ငါဓမ္မများနဲ့အမများမှားသွားကြအသက်ကြီးတဲ့မိန်းမကြီးတွေလည်းမှားသွားအသက်ရှိတဲ့ရောက်ခမကြီးတွေရှိကြသေးတာကိုရောက်ခမဆိုတာအိမ်ဦးနတ်တဲ့မှတ်သွားကြကြည့်တရားနာပိဋကအခုအိမ်ဦးနတ်ကြီးချွေးမမလိမ္မာလို့ဒုက္ခဖြစ်ပြီးတော့ရွာနောက်ဖြာမောင်းအငှားထောင်းစားရမောင်းအငှားထောင်းစားရမှဒေါ်ခွားနဲ့လည်းအိမ်ကထွက်သွားရောပွေလီသားယောက်ျားလေးတယောက်ရပါတယ်ဟဲ့သားယောက်ျားလေးရတော့ပွေလီကပြောတယ်ဘာပြောတယ်ထင်လို့ကိုပန်းစီတော့အမေကြီးမင်္ဂလာမရှိဘူးအမင်္ဂလာမကြီးသူရှိလို့သာသမီမရတာခုသူလဲထွက်သွားရောသာသမီရပြီတော့အမေကြီးမင်္ဂလာမရှိတဲ့အမင်္ဂလာမကြီးပါလားတော့ပြောဟဲ့မသိလျော်တာဒီအဲ့ဒီစကားတရားနာပြိဿတော့ဘွားနှစ်ကြားပြီဟင်
ကြည်ဆောင်လောကကြီးသူတော်ကောင်းတရားတွေသေကုန်ပြီသူတော်ကောင်းတရားတွေမရှိတော့ဘူးသူတော်ကောင်းတရားတွေမသေလို့ရှိရင်ပွေလီလဲသားမရတာရငါလဲအိမ်မော်ကမဆင်းရတာရသူစကားနှမျိုးနော်မဆင်းရတာရဆိုတာထားတော့သားမရဒဏ်ရာဆိုတဲ့စကားလေးအဓိပ္ပာယ်ပါတယ်ပါရောပေါ့တရားမသေးရင်ပွေလီသားမရဒဏ်ရာတရားမသေးရင်နဲ့ဟဲ့ငါအိမ်မှာရှိနေတုန်းကတော့ငါသားလေးတောတဲ့ထင်းခွေသွားခိုက်သူထင်းသလိုမနေရငါမချန်တတ်တဲ့ဘုန်းကြီးဆိုတော့ပြောလိုက်တော့အခုငါလည်းအိမ်မောကဆင်းမလေရောငါသားလေးတောတဲ့ထင်းခွေသွားတဲ့သားကိုက်ကုံရောလို့ဆိုမှဒါကြောင့်သူတော်ကောင်းတရားတွေရှိလို့ရှိရင်ပွေလီသားမရရန်ရာအဲ့ဒီလိုတရားနာပိဋကသူတော်ကောင်းတရားတွေသေပြီဆိုပြီးရွာအနောက်ဖက်ထွက်ပြီပြို့တောင်းတလုံးနဲ့သမင်းအိုးတွေထက်ဆာနေထက်ပြစ္ဆုတ်တွေဝါတွေထက်ဂောကလန်တွေထက်နှမ်းတွေထက်ပြစ္ဆုတ်တွေဝါဆိုတာလက်နှီးစုပ်ပြောတာဂောကလန်ဆိုတဲ့ရောင်းမပြောတာဟုတ်သားဂောကလန်ကြီးဗမာစကားများတယ်တချို့ကလက်နှီးစုပ်တဲ့တချို့ကပြစ္ဆုတ်တွေဝါတယ်တချို့ကလက်ခုတဲ့တချို့ကျတော့ပူကဲဟုတ်သားပူတဲ့နေရာသူမကဲတာကဲကြည့်တရားနာပြိဿရေးအဲ့ဒီလက်နှီးစုပ်တွေရောင်းမတွေနဲ့အကုန်လုံးထည့်ပြီးတော့တောင်းတဲ့ထဲအဝတ်ဖြူစင်ကြယ်တွေဝတ်ပြီးတော့ဟောရွာအနောက်ဖက်သင်းချိုင်းထွက်ပြီးပြုတ်တရားသေးစွမ်းသပိတ်သွတ်မရဲဗျလူငယ်တွေမလိမ္မာတော့ခွားကြီးကြံမိကြံရကြံကုန်ပြီတရားသေးစွမ်းသပိတ်သွတ်မတဲ့ဧသားကြီးလူတွေသေတော့သပိတ်သွတ်တယ်လို့တရားလဲသေလို့သပိတ်သွတ်မတဲ့ရွာနောက်ဖက်ထွက်ပြီးလူတွေရဲ့အုတ်ခေါင်းကွန်ကိုဖိုကနောက်လို့တရားနာပိဋကနှမ်းနေကြိတ်ဆန်းနေဆေးထမင်းအိုးကြီးတဲလို့ဆံမင်းနဲ့ဖားရချပြီးဒီအလုပ်လုပ်တော့တရားမင်းကြောက်ဖြာတင်းပြီးပိဋကတရားမင်းပါဖြစ်တရားမင်းကြောက်ဖြာတင်းတော့တရားနာပိဋကလူပြေကြည့်လိုက်ငါရန်သူရှိသလားရန်သူမတွေ့ဘူးသားသမီးတွေမလိမ္မာလို့အမေအိုးဒုက္ခရောက်တာသိသဖြင့်ဒီကိစ္စငါသွားဆုံးမတော်မယ်တရားကတရားနာပိဋကရေကောင်းကင်ကနေလာရောဆိုကြပါစို့ကောင်းကင်ကနေလာပြီးတော့ပုံသားရောက်ဖန်ဆင်းပြီးတော့သင်္ချိုင်းမှာဆင်းသည်ပိဋကတရားမင်းဆင်းမလားဆင်းပါဗျာအဖွားကြီးကြံမိကြံရတွေကြံတော့တရားမင်းဆင်းလာပြီးတော့အိုးဖွားကြီးတော့ဖွားနေဘာလို့တာတော့မေးဗလားပိဋကကြီးမေးပါဗျာဩရတဝတ္တသုစီယံလကိတကိစ္ဆာနိကိဉ္ကုံမမရိတိတဝါပေထတိလာဒောဝတိတန္တုလာနိတီလောရနောဟေဟိတိကိတ္တဟေတုအဝတ်ဖြူစင်ကြယ်တွေဝတ်လို့နှမ်းနေကြိတ်ဆန်နေဆေးပြီးတော့လူသေးကောင်တွေရဲ့အုတ်ခေါင်းကိုဖိုကနောက်လုပ်ပြီးတော့ခမရဒီနှမ်းထမင်းတွေကဘသူကျွေးမလို့တော့ဟဲ့ပုံနာငါစားဖို့မဟုတ်ဘူးလောကသူတော်ကောင်းတရားသေးလို့တရားသေးစွမ်းတပိတ်တော့မယ်ဩတော့ဘွားနေတရားဆိုတာဘယ်သေးရိုးထုံးစံရှိမလဲဟင်တရားမသိရင်ငါလည်းအိမ်မောကမဆင်းရပွေလီလဲသားမရတာရပြောပြီပြုအကျိုးသိအကြောင်းနဲ့အကုန်ပြောပြလိုက်တော့မှဟာတရားကပုံနာရောင်ဖြောက်ပြီးကောင်းကင်တဲ့ဣဒတရားကောင်းကင်တဲ့ဗလားပြိဿအယောင်ဝါချွန်တဲ့နဲ့တရားအယောင်ပြတရားအသိဉာဏ်လည်းလိုက်ပြီးအလုပ်လုပ်ရနော်တဲလွယ်တာမဟုတ်ဘူးပြိဿတရားအယောင်ပြမယ်အယောင်ပြကောင်းကင်ကနေပြီးတော့ဗာပြောတယ်ထင်တော့ဘာနေသူတော်ကောင်းတရားဆိုတာမသေးဘူးလူတွေကသူတော်ကောင်းတရားကိုလက်ခံမထားပဲနဲ့မသူတော်တွေတရားဖြင့်တိုက်ထုတ်လို့သူတော်ကောင်းတရားဆိုတာသေရိုးထုံးစံမရှိဘူးလူယုံမာတွေရဲ့ထမ်းမှမနေပဲနဲ့ထွက်ပြေးတိမ်ရှောင်နေခြင်းသာဖြစ်တယ်တရားဆိုတာမသေးဘူးတရားမင်းဖြစ်တဲ့ငါတရားမင်းဘယ်မှာသေလို့လဲလို့တရားကပြောရောပြုပြောတော့တရားမင်းတရားမသိရင်ငါလည်းအိမ်မောကမဆင်းရပွေလီလဲသားမရရရာတော့ဖွားနေဘယ်လိုသဘောကျဩသူတို့မိုက်တာပေါ့သားသမီးမှအချင်းမြေးမှအနှစ်သားယောက်ျားလေးရတယ်ဆိုတော့ပွေ့ပိုက်ဖိုင်ရနန်းရှုပ်ချင်လာပြီ
မြေကလေးကိုချီရင်လှပြီးရှေးတုန်းကဆမ်းမင်းအဖြူတပင်ပေါက်တောထွက်ခုတော့ဟုတ်ပါမြည်ချီကြမှန်ရလားပြိဿကြီးမြည်ချီခြင်းလှပြီဆိုတော့တရားမင်းကဒီကိစ္စကျုပ်ဖန်ဆင်းပေးမယ်ကျုပ်အကူညီပေးမယ်လို့တရားမင်းနဲ့တော့ဖွားနဲ့စကားပြောတော့တရားနာပြေးတာနွားချောင်းသားတွေရွာထဲဝင်ပြေးလာကြဟေးကောင်းနေရွာနောက်ပဲတော့ဖွားနဲ့ထက်ကခြုံကြီးနဲ့ဘာဖြစ်နေမှမသိဘူးဟာရွာထဲလန့်ကုန်တာပေါ့တော့ဖွားနဲ့ထက်ကခြုံကြီးနဲ့ဆိုတော့တရားမင်းမမြင်ဘူးတော့ခြုံတက်တင်နဲ့ကိုယ်ကားဟာတွေလျှောက်ပြောကုန်ရောရွာထဲကတရားနာပြေးတာအကုန်ထွက်ပြေးလာကြလူအုပ်ကြီးနေဘူးတရားမင်းကကောင်းခင်ကပန်းစီနဲ့ပွေလီလဲပါလာပြီပန်းစီနဲ့ပွေလီကအမေခြေတော့တစ်ဖက်စီဝင်ဖက်လို့မမေကျွန်တော်တို့မှားပါပြီကျမတို့မှားပါပြီလို့အဲ့တလို့တောင်းပန်လိုက်တော့အမေအိုကြီးကဘာပြောတော့မင်းတို့မှမှန်သိရင်လည်းပြီးတာပါပဲကွယ်လူကြီးဟေ့မင်းတို့နေတို့ထွက်ပြေးစားစရာတောက်စရာအကုန်လုံးခေါင်းကဆိုင်ကလေးနဲ့ဝင်လာတော့ဘာပြောတော့ဒီတိုင်းပဲမဟုတ်လားကျွေးရတာပဲဟဲ့ဒါကြောင့်ရေစည်းသာရှိတယ်ရေဆောင်မရှိအခုကြည့်မင်းတို့မှမှန်သိကျင်းပ်ပါတယ်ဆိုပေမဲ့လို့တရားမင်းကဟဲ့ပန်းစီနဲ့ပွေလီအဖွားကြီးကျင်းပ်ပေမဲ့ငါမကျင်းပ်နိုင်နင်းတို့တွေဒီလိုမိဘကိုမလေးမဆလောက်ကြလို့ဒုက္ခတွေဖြစ်ပြီးတော့မိုးလေဝသမမှန်အသီးအနှံငါမထွက်စီဝါရေးကကြက်တဲမသေးသေးနဲ့အရွယ်သေးကြမဖြစ်တဲ့အန္တရာယ်တွေဖြစ်ကြနင်းတို့မိုက်လုံးထွားလုံးလို့ငါတရားမနေနိုင်မဲ့ဆင်ခင်ရသည်ပန်းစီနဲ့ပွေလီတို့ဒီကနေ့ကနောက်မိဘကိုတင်တို့စော်ကားရင်တင်တို့ခေါင်းရှိစိတ်ကွဲစေရဲ့အိမ်ခေါ်ပြီးတော့သက်ဆုံးတိုင်းလှုပ်ကြွေးကြကုန်လောတရားမင်းဆုံးမဘူးလားပြိဿဆုံးပါရဲ့ဗျာဒါကြောင့်ဖယားကိုတော်မြတ်ကသာကတိယနိသူနိသယသတ္တိသမောရမနာဂရမဝသိထာဗုဒ္ဓသနိတ္တသဥပါထေဟိတုဒေဝနာမိန်ဒေနအဝေကဟိတာသာကတိယနိထိုကိစ္စည်းအနွယ်ဖြစ်တဲ့တော့ဖွားနှစ်သည်သူနိသာယချွေးမဖြစ်တဲ့မိပွေလီနဲ့တတ်တေနကွဂရံအိမ်နဲ့အဝသိထာနေကြလေပြီပုတ္တောသသကလေးသည်၎င်းနိတ္တာသမြေကလေးသည်၎င်းမာတရမိခင်ဖြစ်တဲ့တော့ခွားနှစ်ကိုဒေဝနာမိန်ဒေနာနတ်တွေကိုအစိုးရတဲ့ငါဖယားအလောင်းတရားမင်းသည်အဝိကဟိတာချီးမြှောက်ထောက်ပံ့အပ်သည်ဖြစ်၍မာတရမိခင်ဖြစ်တဲ့တော့ခွားနှစ်ကိုဥပထဟိတုအမြဲတစေလှုပ်ကြွေးကြလေကုန်တော်သတည်းတကားတဲ့ဘုရားကအဲ့ဒီတုန်းကဝေလီကယခုမိမိပါနှင်းအထုတ်ခိုင်းနေတဲ့မိန်းမအရင်တုန်းကမိအမေကိုမရစကားနားထောင်ပြီးတော့အိမ်ကနှင်းထုတ်ခဲ့တဲ့မောင်ပန်းစီကမင်းဟဲ့အခုလေအဲ့ဒီတုန်းကတရားမင်းအဖြစ်နဲ့ဆုံးမခဲ့တာကငါဖယားအလောင်းကွဲလို့ဇတ်တော်ကိုပေါင်းပါတယ်ပြိဿဒါကြောင့်တရားနာပြိဿကြီးမနဲ့ဖြင်ကမှာကျုပ်နောက်ဆုံးညဖြစ်ချင်းကြောင့်ဇတ်ထုံနာမယ်မှတ်သွားကြအလှဤနီကုံဆိုတာကျုပ်ဟောမှာဖြစ်ပါတယ်ဗျာနောက်ဆုံးညအကောင်းဆုံးဟောရမှာပေါ့အလှဤနီကုံဆိုတာအလှမှန်ဝင့်နေတဲ့လူတွေအလှတွေဘယ်လိုနီကုံချုပ်သွားတယ်ဆိုတာနဲ့ဖြင်ကသိပါလိမ့်မယ်ဗျာဒါကြောင့်ဒီကနေ့ဒီနေရာမှာဒီလိုဟောကြားလိုက်တဲ့ချိန်ခါမှာဖယားအပမှာကပ်ပြီးတော့အတိတ်ဇတ်ကိုနာကြရတဲ့တကားဒီဒေသနာဝတာနေသောတာပတ္တိဖလေပဋိဋ္ဌာဟိဒိဋ္ဌိနဲ့ဝိစီကိစ္စပြုတ်ရသောတာပန်ဖြစ်ပါသည်။ဒါမေတ္တာပို့ကြဗျာဒီနေ့ပြီးပါပြီ။တကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ခြေရင်နဲ့ဘုံမုံစစ်တွေပြစ်ပြည့်တည်တည်သောမိမိတို့အိမ်ငယ်ဌာနသို့
နိဝတ္တတုသီခံရတာပြန်ကြပေတော့နိဝတ္တတုမိဘတွေဘယ်လိုဂုံရှိတော့လဲသားသမီးတွေလိမ်မာမဂုံရှိမှာမို့ဒါကြောင့်မိဘဂုံဟာသားအပေါ်မှာတည်ပါသဖြင့်မိဘဂုံကြီးသားမှာတည်တဲ့ဆိုတဲ့ဇလန်းကိုနာကြပြီးတော့မိမိတို့ဌာနသို့မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း